နှစ်တရာဒီချမ်းချမ်းမာနဲ့မိတ်ဆွေတို့ဖြတ်တန်းချင်တော့ဘယ်အချိန်မှာဘာတွေစားသုံးသင့်တယ်လဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပါခေါင်းကိုက်နေရင်ငပြောသည့်အမဲကိုစားပေးပါဦးလန်းချောင်းအတွက်ပန်းသီးကိုစားပေးလယ်ပင်အတွက်ဆိုရင်ပြားရဲ့အစ်စ်တစုံစားပေးစပင်အတွက်ဆိုရင်ကက်ပစီကွန်အစိမ်းတွားကိုက်နေတယ်ဆိုရင်တော့လင်းချင်းပွင့်ဝါပေးအားပြက်နေတယ်ဆိုရင်လိမ်မော်သီးစားပေးအိတ်မပြောဖြစ်နေဆိုရင်ကီဝီသီးစားပေးတွေးကြောတွေမှာပိတ်ဆို့တတ်တဲ့ကိုလက်စတရာဖြစ်ခြင်းမှလွတ်မြောက်အောင်ဇီးသီးအချောက်စားပေးဘိုက်ဖောင်းပွားပြီးနေရာခက်တယ်လို့ဖြစ်နေရင်ဒိန်ချင်းစားပေးအယိုးတွေတန်မှချင်းနှုတ်ကိုတောက်ပေးပါမေးလွယ်တဲ့ပြဿနာရှိရင် green tea တောက်ပေးအသားရည်လှပချင်တော့မုံလာဦးနီကိုစားပေးပါဗီဒီယိုလေးကိုကြိုက်ရင်တခြားမိတ်ဆွေများလည်းကြည့်သွားအောင်များများလေး share ပေးဖို့မမေ့နဲ့အောင်ဗျာ